ရုပ်စင်စေကြီးမကြည့်ချင်ဘူးဒါပေမဲ့အသေးရဆရာကောင်းတာကိုမှကြည့်ချင်တဲ့ဆိုတဲ့သူတွေအတွက်ဒီနေ့ဘီယန်နာကားကောင်းတကားကိုအတူတူကြည့်လိုက်ရအောင်လွန်ခဲ့တဲ့နှစ်ပေါ်ထောင်ကျော်ကတစ်ပင်ကနေနတ်ဆိုအဖြစ်အသွင်ပြောင်းသွားတဲ့စွန်ကွန်းလို့ခေါ်တဲ့တတဝါကြီးတကောင်စီခဲ့ပူပါတယ်သူကိုနေနေဖို့အတွက်ဆရာသခင်တစ်ပတ်ကကိုယ်စပင်ကိုမိစွပြီးအင်းအတနဲ့ချီနှောင်ခဲ့ရပါတယ်အဲ့ဒီအချိန်ကစပြီးစပီမီလောင်နတ်ဟာဒီနတ်ဆိုရဲ့အားနည်းချက်ဖြစ်သွားခဲ့တာပါဒါပေမဲ့စွန်ကွန်းဟာလွတ်လွတ်ကတည်းပြန်လာနိုင်ဖို့အတွက်သူ့ကိုကူညီမဲ့သူကိုတိတ်တဆိတ်စာဖွင့်နေခဲ့ပါတယ်နန်းတွင်ထက်ကသူရဲ့လူလို့ခေါ်တဲ့ကိုလုတ်တော်ဟာစွန်ဟွန်းကိုကိုးကွယ်တဲ့ဂိုင်းဝင်ဟောင်းတယောက်ဖြစ်နေခဲ့ပြီးသားသမီးရဖို့အတွက်စစ်ဟောင်းအလန်နီနဲ့ဆောင်ကွန်းကိုပင်ဖက်ခဲ့ရပါတယ်။နတ်ဆိုကြီးပေါ်လာပြီးသူမရဲ့တောင်းဆိုမှုကိုလက်ခံခဲ့ပေမဲ့မွေးလာမဲ့ကလေးဟာသူ့ကိုအနောက်ဆက်ကနေလွတ်ပေးရမယ့်သူဖြစ်ရမယ်လို့ကြိတ်စားတိုက်ခဲ့ပါတယ်။မတော်တဆအစီခံတယောက်ရောက်လာပြီးအခမ်းအနားကိုနောက်ဆက်မိတာကြောင့်သူရဲ့လူကဒေါသတကြီးနဲ့အဲ့ဒီလူကိုတတ်ဖို့စ조사ရင်းရုပ်ရင်ဆန်ခက်ဖြစ်ကမိလောင်မှုဖြစ်ပွားပြီးသူမရဲ့စပင်တွေမိဆွဲသွားခဲ့ပါတယ်။စပင်မိလောင်နှံ့ကြောင့်သူမရဲ့ဘိုက်တက်ကကလေးဟာနတ်ဆိုစီကရမဲ့အစွမ်းထက်ပါဝါတွေအကောလုံးဆုပ်သွားခဲ့ရပါတယ်။ကိုလာကြတော့သူရဲ့လူကတန်ရလို့ခေါ်တဲ့မင်းသားလေးကိုမွေးဖွားခဲ့ပါတယ်။မွေးချင်းမှာပဲအဲ့ဒီကလေးဟာခမင်းတော်ဘရင်ကြီးရဲ့လက်ကိုဒဏ်ရာရအောင်လုပ်ခဲ့တာကြောင့်ဘရင်ကိုစော်ကားတာတင်မကပဲသူ့ရဲ့ရက်စက်တဲ့ဗီဇကိုပါပြသလိုက်တယ်လို့ဖြစ်သွားပါတယ်။ဘရင်ကြီးကသူ့ရဲ့လူကိုအပြစ်ပေးလိုက်ပြီးမိသားတန်တက်ကိုတော့အချင်းနှန်းဆောင်ထဲနင်းထုတ်လိုက်ပါတယ်။ဇနီးခန့်ကြတဲ့အခါမှာတော့ဆောင်ကွက်ကဘရင်ကြီးအသွင်နဲ့တန်ရစီရောက်လာပြီးထူးဆန်းတဲ့စကားတွေမှကြားခဲ့ပါတယ်။နောက်9နှစ်ကြာရင်နတ်တင်စာချုံလာယူဖို့စာချစ်ဆောင်ကိုလာခဲ့ပါလို့ပြောပြီးသူ့ကိုကောက်ကွယ်ပေးမဲ့အော်လန်နီနဲ့စီရင်ထားတဲ့တစ်တာရုပ်လေးတရုပ်ပေးခဲ့ပါတယ်။အဲ့ဒီနတ်ဆိုရဲ့လက်တွေမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒဏ်ရာအတန်လက်ချောင်းတစ်ချောင်းပြတ်နေတာကြောင့်တန်တာကသူ့ကိုအဖေရင်လို့ယုံကြည်သွားခဲ့ပါတယ်။9နှစ်ပြည့်တဲ့အခါမှာတန်တာကအချင်းနှန်းဆောင်ကနေထွက်ဖို့ပြင်ပေမဲ့အစိခံနှစ်ယောက်ကတားဆီးခဲ့ပါတယ်။သူကတစ်တာရုပ်ထက်ကအမောင်စောအင်ကိုတုပ်ပြီးအဲ့ဒီလူတွေကိုနတ်ဆိုကျွန်းတွေအဖြစ်ပြောင်းလဲပြစ်ကလက်မှာတားတဲ့သူမန်တမြကိုဆင်းနေပြစ်ခဲ့ပါတယ်။ဘရင်ကြီးနဲ့တွေ့တဲ့အခါတန်တာကဝက်တန်ကစားနိကစားဖို့ခိုက်အေးပဲဖိတ်ခေါ်ခဲ့ပါတယ်။သူဝတ်ထားတဲ့အရာကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဖြစ်ခဲ့တဲ့လက်ချောင်းလေးပါပဲဘရင်ကြီးကဒေါသထွက်ပြီးဖန်ခိုက်ပေမဲ့တစ်တာရုပ်ရဲ့အမွန်ဆွမ်းအားကြောင့်ဘယ်သူမှသူ့နာမကနိုင်ပဲအလုံးဆုပ်ဆုပ်သွားခဲ့ရပါတယ်အဲ့ဒီနောက်သူဟာနန်းတော်ကနေအေးအေးဆေးဆေးထွက်ခွာသွားခဲ့ပါတယ်မကြခင်မှာပဲဆောင်ကွက်ကသူ့စီကိုတန်းလာပြီးသူတို့ဟာတာဖေတွေဖြစ်ကြောင်းပြောပြကအထီးကျန်နေတဲ့တန်တာကိုသူ့ဘက်ပါအောင်တိတ်သွင်းနိုင်ခဲ့ပါတယ်တန်တာရဲ့တာဝန်ကတော့ချက်ခုနှစ်လုံးတန်းတဲ့ကြားတဲ့ညမှာဝိညာဉ်စင်တွေကိုရစ်ပူစော်ပြီးဆောင်ကွက်ကိုအနောက်ဆက်ကနေလွတ်ပေးဖို့ပါအဲ့ဒီအခါကျရင်သူ့ရဲ့မိခင်နဲ့ဖခင်အရင်တို့ပြန်လဲစင်တလာမယ်လို့သူယုံကြည်နေတာပါတန်တာကဆေးစရာရောင်ဆောင်ပြီးအင်းအတက်တွေရှိတဲ့ရွာတရွာကိုရောက်သွားပါတယ်အဲ့ဒီရွာမှာကြောက်စရာကောင်းတဲ့ကုသယောဂတစ်ခုပြန့်နှံ့နေပါတယ်ရွာသားတယောက်ယောဂတင်နေချိန်မှာတန်တာကစိတ်ကူးပေးမယ်လို့ကန့်လန့်ခဲ့ပါတယ်ရွာလူကြီးလူတက်ကမယုံကြည်ပေမဲ့တခြားနည်းလမ်းမရှိတာကြောင့်လက်ခံလိုက်ရပါတယ်တန်တာရဲ့ထူးဆန်းတဲ့ဆေးကြောင့်ယောဂတက်တာသွားတာကိုမြင်တော့လူတက်ကတန်တာကိုရွာတဲ့အထိဖိတ်ခေါ်လိုက်ပါတယ်ဒါဟာတန်တာရဲ့အမောင်စီမံကိန်းအတွက်လမ်းပွင့်သွားတာပါပဲလူတက်ရဲ့သမင်းတင်ငုံရဲ့ဟာဝိညာဉ်စေတရားဖြစ်နေတာကိုဘယ်သူမှမသိကြပါဘူးသူမဟာအနာဂတ်ကိုကြုံမြင်နိုင်တဲ့အစွမ်းရှိပါတယ်အိမ်မက်ထဲမှာတန်တာကတစ်တာရုပ်ကိုတိုးပြီးရွာကိုပြစ်စီးနေတာကိုသူမမြင်ခဲ့ပေမဲ့စေကူရင်အိမ်မက်လို့ပဲထင်ပြီးဘယ်သူကမှမပြောပြခဲ့ပါဘူးရွာထဲမှာတစိမ့်ကိုလက်ခံတဲ့ကိစ္စနဲ့ပတ်သက်ပြီးညှိခုံမှုတွေဖြစ်နေတော့ရွာမှာဩဇာအစစ်ဆုံးအဖို့ဘန်ကတန်တာကိုနှင်ခွင့်ပြုလိုက်ပါတယ်တန်တာကရွာတဲ့ခြေချတာနဲ့တင်ငူရဲ့စီကရစ်ပူစော်ဖို့လိုအပ်တဲ့အနံ့ကိုရသွားပါတယ်တင်ငူရဲ့ကတော့သူ့ကိုမြင်ရတဲ့ကြောင်းရွံ့တော်လို့နေခဲ့ရပါတယ်တန်တာရောက်လာပြီးနောက်မှာရွာသူတယောက်ဟာနတ်ဆိုဝင်ပူးသူလိုယူတူသွားပါတယ်ဒါဆိုမျိုးနဲ့စုကဆုံးမနေရဖြစ်တဲ့ဂျူအန်တို့ရောက်လာပြီးနေနေနိုင်ပါတယ်ဂျူအန်ဟာဂျပ်ပြမကန်ဆာတာပါတဲ့သူဖြစ်ပြီးတန်တာအတွက်သူ့အစွမ်းတွေတိုးတက်ဖို့အကောင်းဆုံးရစ်ပူဆိုစရာဖြစ်နေပါတယ်နတ်ဆိုကဂျူအန်ကိုပြန်တိုက်ခိုက်နေချိန်မှာတန်တာကဝင်ကူညီပေးလိုက်တာကြောင့်ဂျူအန်ရဲ့ယုံကြည်မှုကိုရယူသွားခဲ့ပါတယ်တန်တာဟာသူ့ရဲ့ဒုတိယမြောက်ပြစ်မှတ်ကိုလည်းပိုက်ကုံထဲသွင်းနိုင်ခဲ့ပါတယ်လူတာကရွာရဲ့လူအချက်တွေကိုပြောပြပါတယ်အဲ့ဒီမှာတာမန်တင်ကြတစ်ခုနဲ့ယောဂသေးတွေတီးတန့်ထားတဲ့တာမြင့်တင်ကြဆိုပြီးနှစ်ခုရှိပါတယ်အဲ့ဒီတာမြင့်နေမျိုးကိုမျက်လုံးပေါင်းများစွာရှိတဲ့တစ်ပင်နတ်ဆိုးတွေကစောက်ကြည့်နေပါတယ်ဒါဟာတန်တာစာနေတဲ့သူ့အဖေကိုနောက်ဆက်ထားတဲ့နေရာပါပဲနောက်တစ်နေ့မှာနောက်ထပ်ယောဂသေးတွေထပ်ပေါ်လာပါတယ်တန်တာကကျွမ်းကိုကတင်ပြပြီးရွာသားတွေရဲ့ယုံကြည်မှုကိုအပြည့်အဝရယူလိုက်ပါတယ်သူဟာဆေးရုပ်တွေနဲ့တစ်တာရုပ်ကိုတုပ်ပြီးယောဂပြအောင်လုပ်ပြတာကြောင့်ရွာသားတွေကသူ့ကိုဖျားသခင်လို့ကိုးကွယ်လာကြပါတယ်ဒါပေမဲ့အပူဘန်နဲ့လူတာတို့ကတော့စိတ်မအေးနိုင်ဖြစ်နေကြပါတယ်အဲ့ဒီညမှာ
တင်ငူရဲ့ဟာကြောက်စရာကောင်းတဲ့အနာဂတ်ကိုမြင်လိုက်ရပါတယ်။ဆောင်ကွန်းဟာအနောက်ဆက်ကလူမြောက်လာပြီးတန်တာရဲ့ခန္ဓာကိုယ်ကိုဝတ်မျိုးလိုက်ကလူလောကကိုပျက်စီးပြစ်မဲ့မြင်ကွယ်ပါဂျူအန်လည်းအသက်ခံရပြီးရွာသားအလိုပြောက်ကွယ်သွားတာကိုမြင်လိုက်ရတဲ့အတွက်သူမဟာအဲ့ရကလက်နုပြေဖခင်ဖြစ်သူကိုအကုတ်ပြပြလိုက်ပါတယ်လူတာလည်းဂျူအန်နဲ့တိုင်ပင်ပြေးသွားပေမဲ့ဂျူအန်ကတော့ဒါကိုအိမ်မက်တစ်ခုလိုပဲသတ်မှတ်ခဲ့ပါတယ်ဒါပေမဲ့လူတာကတော့ဒီအတိုင်းငြိမ်မနေနိုင်တော့ပါဘူးလူတာဟာတန်တာရဲ့နောက်ကျောင်းကိုစုံစမ်းဖို့အတွက်နောက်နေ့အမဲလိုက်ထွက်တာကိုအကြောင်းပြပြီးမြို့တော်ကိုသွားဖို့ဆိုဖြတ်လိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့အစီအစဉ်ဟာစတင်ရုပ်ရှိသည့်တန်တာရဲ့ကြိုတင်ပြင်ဆင်ထားတဲ့ဖွဲ့ကြော်ရမှုကိုခံလိုက်ရပါတယ်တန်တာကနမိတ်မကောင်းဘူးဆိုတဲ့အကြောင်းပြချက်နဲ့အမဲလိုက်အဖွဲ့ကိုရုတ်တရက်တားဆီးလိုက်ပါတယ်အဟံတာခံလိုက်ရတာကြောင့်လူတာကပိုပြီးတန်တရားဝင်လာပြီးတန်တာဟာအမှန်တရားကိုဖောက်ကွယ်ချင်နေတာလို့ယူဆလိုက်ပါတယ်ဒါကြောင့်သူကတန်တာကိုရွာရဲ့ကိစ္စတွေထက်ဝင်မပါဖို့နဲ့ကိုယ့်နေရာကိုသိဖို့ပြပြတသားတတိပေးလိုက်ပါတယ်ဒါပေမဲ့လူတာဟာတန်တာရဲ့ရောက်မှတဲ့အစီအစဉ်ထက်ကိုရောက်နေပြီဆိုတာမသိခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲဂျူအန်ကတော့အတိရောက်လာတဲ့ဆရာဝန်လေးနဲ့အချစ်နဲ့ကြုံနေပါတယ်လူတာရောက်လာတဲ့အခါမှာတော့သူမရဲ့ချုံနေတဲ့စက်ကူရင်မှုတွေချက်ချင်းပြည့်စည်သွားပါတယ်ရွာသူကြီးကတော့အမဲလိုက်ထွက်နေတာမဟုတ်ဘူးလားတကယ်တော့ဂျူအန်စီရောက်လာတာကမိတ်ဆာတကောင်ဖြစ်နေပါတယ်အဲ့ဒီမိတ်ဆာကမျက်စိတမက်ရအတွင်းပြောက်ကွယ်သွားပြီးဂျူအန်ရဲ့နောက်ကနေရောက်တရက်ပေါ်လာပါတယ်သူမကိုအမျက်ဖန်ချိုးလိုက်ပြီးသူမရဲ့အဆွမ်းထက်ပစ္စည်းတွေကိုလူယူလိုက်ပါတယ်ဒါပေမဲ့ဂျူအန်ရဲ့ဆွမ်းကဝိညာဉ်တွေထဲမှာစီနေတာကြောင့်အဲ့ဒီမိတ်ဆာကိုပြန်တက်ခိုင်းလိုက်တဲ့အခါမှာမိတ်ဆာဟာတိပိတပင်အဖြစ်ပြောင်းလဲသွားပါတယ်အဲ့ဒီအချိန်မှာပဲတကယ်မဲလိုက်တဲ့အဖွဲ့ကနမိတ်ဆိုးတွေနဲ့ကြော်ရပြီးဒဏ်ရာပြည့်နဲ့လူငယ်တယောက်ကိုထမ်းပြီးရွာကိုပြန်ပြေးလာကြပါတယ်တန်တာရဲ့ဟော်ကေကချက်ချင်းဆိုသူတို့မှန်သွားတာကြောင့်ရွာသားတွေကြားထဲမှာပရိပက္ခဖြစ်လာပါတယ်အဲ့ဒီလူငယ်ရဲ့စနစ်ကလူတရဲ့တူးတဲတော့စပြချက်တွေကိုငိုယိုပြီးအပြစ်တင်တာဟာတန်တာအတွက်အခွင့်ကောင်းဖြစ်သွားပါတယ်သူကတေတာရုပ်ထုကိုတိုးပြီးဂါထာမွန်းမွန်းလိုက်တဲ့အခါဒဏ်ရာရနေတဲ့လူငယ်ဟာဘာမှမဖြစ်သူလို့ချက်ချင်းထရနိုင်သွားပါတယ်ဒီလိုအံ့ဩဖွယ်ဖြစ်ရကြောင်းရွာသားတွေရဲ့စိတ်ထဲမှာတန်တာကိုကြီးညိုသွားခဲ့ပြီးလူတကိုရွာလူကြီးအရာကနေဖယ်ရှားဖို့အတွက်ထောင်းဆိုကြပါတယ်တန်တာကအသာစီရတဲ့အခါတဆိုတယောက်ကမိတ်ဆောက်တွေကိုစေခိုင်းပြီးအာနာရအောင်လုပ်နေတယ်လို့တွေဝိုက်ပြီးပြောလိုက်ပါတယ်ဒီစကားကလူတက်ကိုရွာသားတွေရဲ့အယုံကြည်မရှိမှုနဲ့အထီးကျန်မှုတွေထဲကိုတွန်းပို့လိုက်တယ်လို့ဖြစ်သွားပါတယ်လူတက်ကတန်တက်ကိုလူကွေရာကိုခေါ်ပြီးသူ့ရဲ့ရောက်မှတဲ့ရည်ရွယ်ချက်တွေကိုဖော်ထုတ်ဖို့ကြိုးစားပါတယ်ဒီတက်တာရောက်သူဟာစိတ်ကူးတတ်တာမဟုတ်ပဲစိုးပညာဖြစ်တယ်လို့ဆွဆွဲလိုက်ပါတယ်တန်တက်ကတော့ဒါကိုညင်းလဲမညင်းတယ်လို့ဝန်လဲမခံနိုင်ပါဘူးသူကလူတက်ကိုအသုံးမချတဲ့သူလို့လွန်ပြောလိုက်ပါတယ်လူတက်ကတော့ဘာမှပြန်မပြောဘဲမနဲ့ပြန်မှုတဲ့ချိန်မှာရွာကနေထွက်သွားဖို့ရာဇသံပေးလိုက်ပါတယ်နောက်နေ့တန်တာပြင်သွားတော့လူတက်ကသူ့အခန်းထဲခိုးဝင်ပြီးတန်တဲ့ဖြစ်စရာစင်းနှင်းတွေကိုယူပြီးဗန်အဖိုးကြီးစီကိုတွားပြပါတယ်အဖိုးကြီးကတန်တာရဲ့လက်ကဒဏ်ရာတွေဟာမယုံနိုင်စရာကောင်းလောက်အောင်မြန်မြန်ဆန်ဆန်ပြောက်ကွယ်သွားတာကိုပြောပြပါတယ်ဒီအချိန်မှာပဲလူတက်ကအပြင်မှာလူရဲ့မြင်တာကြောင့်လိုက်ဖန်ပါတယ်ဒါပေမဲ့ဒါဟာရန်သူရဲ့ကြိုးကွင်းတက်ကိုဆင်ပေးလိုက်တာဖြစ်နေပါတယ်သူပြန်ရောက်လာတဲ့အချိန်မှာဗန်အဖိုးကိုတေဆုံးနေတာကိုတွေ့လိုက်ရပါတယ်တန်တာကရွာသားတွေကိုခေါ်လာပြီးသူ့ရဲ့စိုးပညာနဲ့ဗန်အဖိုးအိုရဲ့အလောင်းကတက်ကိုလက်ညှိုးထိုးပြအောင်လုပ်လိုက်ပါတယ်ရွာသားတွေကလူတက်ကိုဝိုင်းဖန်ကြပါတယ်လူတက်ကပြန်ခုခံပေမဲ့ရွာသားတွေကနာကျင်မှုကိုမသိတော့တဲ့ရုပ်သေးရုပ်တွေလိုဖြစ်နေပါတယ်နောက်ဆုံးမှာလူတက်ဟာအင်အားချင်မမျှတာကြောင့်အဖမ်းခံလိုက်ရပြီးသူ့မျက်နှာမှာလည်းဒဏ်ရာရသွားပါတယ်အဲ့ဒီအချိန်မှာတန်တကတင်ငွေရဲ့ဟာဝိညာဉ်လွင့်သူဖြစ်နေတာကြောင့်သူမကိုရစ်ပူဆွေရမယ်လို့ပြောပါတယ်လူတက်ကိုသူ့ရဲ့လက်ပါစေဖြစ်ဖို့အတွက်တန်တကအခွင့်အရေးတစ်ခုပေးပါတယ်အဲ့ဒါကတော့မြို့တော်ကိုသွားပြီးပုံပြောကောင်းတဲ့ဝိညာဉ်လွင့်သူတယောက်ကိုလက်ပြခေါ်လာရင်သူ့သမင်းကိုလွတ်ပေးမယ်လို့ကန့်လန့်ပါတယ်သဘောတူညီမှုရပြီးတဲ့နောက်တန်တကကိုဒဏ်ရာရအောင်လုပ်ပြီးလူတက်ကိုလွတ်ပေးလိုက်ပါတယ်ပြီးတော့လူတက်ကသူ့ကိုတိုက်ခတ်ပြီးထွက်ပြေးသွားတယ်လို့ရွာသားတွေကိုလိပ်ပြောလိုက်ပါတယ်မြို့တော်မှာတော့ဖန်ကွန်းလို့ခေါ်တဲ့ပုံပြောသူတယောက်ရှိပါတယ်သူကဝိညာဉ်လူသူဖြစ်တာကြောင့်တန်တရဲ့အတိတ်တွေကိုမြင်နေရပေမဲ့ဒါကိုအိမ်မက်လို့ပဲထင်နေပါတယ်ဖန်ကွန်းကအဲ့ဒီအကြောင်းတွေကိုပုံပြင်လုပ်ပြီးပြောပြနေပါတယ်လူတက်ကဖန်ကွန်းကိုစာတွေ့သွားပြီးကိုယ်တဲ့တယောက်အဖြစ်ဟန်ဆောင်ကပတ်စံများများပေးပြီးရွာကိုခေါ်လာပါတယ်လမ်းမှာဖန်ကွန်းကသူ့မှာသမီးလေးတယောက်စိတ်ခဲ့ပူးကြောင်းနဲ့တန်တဟာဆောင်ကွန်းရဲ့ခိုင်ပတ်ဖြစ်နေကြောင်းပြောပြပါတယ်ဖန်ကွန်းရဲ့အစွမ်းကြောင့်လူတရဲ့ရည်မှန်းချက်အမှန်ကိုသိသွားပြီးထွက်ပြေးဖို့ကြိုးစားပေမဲ့လူတက်ကဖမိသွားပါတယ်လူတက်ကသူ့ရဲ့အဖြစ်အပျက်တွေကိုရိုးရိုးသားသားပြောပြလိုက်တဲ့အခါဖန်ကွန်းကကိုချင်းစာသွားပါတယ်လူတက်ကသူ့ကိုလွတ်ပေးလိုက်ပေမဲ့ဖန်ကွန်းကသမီးလေးအတွက်ဂုဏ်ယူစရာကောင်းတဲ့အဖေတယောက်ဖြစ်ချင်တာကြောင့်တင်ငူရက်ကိုကယ်ဖို့လူတနဲ့အတူရွာကိုပြန်လာပါတယ်သူတို့နှစ်ယောက်ရွာထဲကိုခိုးဝင်ပြီးတင်ငူရက်ကိုကယ်ထုတ်နိုင်ခဲ့ပါတယ်ဒါပေမဲ့လူတက်ကရွာသားတွေကိုပြစ်မှတ်ထားနိုင်တာကြောင့်ဖန်ကုတ်ကိုသူ့သမီးကိုခေါ်သွားဖို့မှကြားလိုက်ပါတယ်ဒီအချိန်မှာတန်တာရောက်လာပြီးသူတို့ကိုဖမ်းလိုက်ပါတယ်တကယ်တော့ဓာတ်စိတ်ခထားတာကိုဖြုတ်ဖို့အတွက်ဝိညာဉ်လွတ်သူနှစ်ယောက်လိုအပ်တာဖြစ်ပါတယ်လူတရဲ့စူးစမ်းမှုအလုံးဟာတန်တာရဲ့အစီအစဉ်ကိုအောင်မြင်အောင်ကူညီပေးလိုက်သူလို့ဖြစ်သွားပါတော့တယ်ဖန်ကွန်းကတန်တာရဲ့စိတ်ကူးကိုချိုတင်ရိပ်မိနေခဲ့ပြီးလူတနဲ့တိတ်တဆိတ်ပူပေါင်းကအကွက်ကြကြထောင်ချဆင်ခဲ့တာဖြစ်ပါတယ်လူတို့ရဲ့မျက်စိအောက်မှာတင်တန်တာကစစ်ဟွန်နတ်ဆိုဆောင်ကွန်းတင်ပေးတဲ့အတိုင်းရစ်ပူဇော်ဘက်ကိုပြင်ဆင်ခဲ့ပါတယ်သူကလူတနဲ့စိတ်ထိတ်ချုပ်ခံထားရတဲ့သူညီအကိုတို့ကိုသွေးချောင်းစီးတိုက်ပွဲစင်မြင့်ပေါ်တက်ဖို့
ကိုအတင်းချခန်းစေခဲ့ပါတယ်အရင်ကအသက်ပေးပြီးချစ်ခဲ့ကြတဲ့ညီကိုနှစ်ယောက်ဟာအခုတော့တယောက်ကိုတယောက်အသေးချေတိုက်ခိုက်နေကြရပါတယ်လူတာကအနိုင်ရခဲ့ပေမဲ့အမတ်မထင်တံပြတ်တိုက်ခိုက်မှုကိုခံလိုက်ရပြီးလက်ကျသွားခဲ့ရပါတယ်အဲ့ဒီအချိန်မှာပဲဂျက်ခွန်လောက်ဟာတန်းတဲ့စတင်ဆုပ်တွေ့လာပါတယ်အခြေအခါကောင်းကိုစောင့်နေတဲ့ဝိညာဉ်လွှင့်သူနှစ်ယောက်ကိုလည်းပူစော်တဲ့ဆင်မြင့်ပေါ်ခေါ်ဆောင်သွားခဲ့ရပါတယ်ဖန်ကွမ်ကပါနာစွာနဲ့တန်တာကိုလောင်ကစားကိတ်တစ်ခုကစားဖို့ခေါ်လိုက်ပြီးသူ့ရဲ့အမတ်တရတွေကိုထိခိုက်စေမဲ့အကွက်နဲ့ဆွဲဆောင်လိုက်တာကြောင့်တန်တာကချက်ချင်းသဘောတူလိုက်ပါတယ်သူမှန်အောင်ခမနိုင်ခဲ့ပေမဲ့ဖန်ကွမ်ကတော့အောင်နိုင်သူအပြုံးနဲ့ပြုံးနေခဲ့ပါတယ်သူလက်ထက်မှာစီနေတာကစပင်တစုဖြစ်ပြီးအဲ့ဒါကိုမိထဲချက်ချင်းပြစ်ထည့်လိုက်ပါတယ်စပင်မီလောင်တဲ့အနက်ကြောင့်တန်တာကအိုင်းအင်ကုတ်ခန်းပြီးလက်ကျသွားခဲ့ရပါတယ်ရွာသားတွေလည်းတတိပြောင်းဝင်လာပြီးအဲ့ဒီအောင်လန်နီးတုံးတဲ့နေရာကနေအမြန်ထွက်ပြေးကြပါတော့တယ်အဲ့ဒီအချိန်မှာတေတာရုတ်ထုကြီးကမျက်စိမိတ်သွားခဲ့ပြီးတန်တာကတော့ပလင်ပေါ်ကတစ်ပင်စီကိုအာတင်ပြီးထွက်သွားနေခဲ့ရပါတယ်လူတာကတော့သူတန်ရတွေကိုဂရုမစိုက်ပဲအဲ့ဒီလူရုပ်မာကိုတားဆီးဖို့တားရဲတကောင်လိုပြေးဝင်သွားခဲ့ပါတယ်ဒါပေမဲ့မထင်မှပဲတေတာရုတ်ထုကမကောင်းဆိုးဝိုင်းအင်အားတွေထွက်လာပြီးဒီရွာသူကြီးရဲ့လှုပ်ဆောင်မှုတွေကိုတားဆီးပိတ်ပင်လိုက်ပါတယ်တန်တာကအစုတ်သားတိုက်ခတ်ဖို့လုပ်နေတော့မှပဲကျူအန်ရဲ့ပုတ်ရိုက်ကဖြတ်ခနဲပေါ်လာတာကြောင့်သူခဏတာတုတ်ဆိုင်သွားခဲ့ရပါတယ်ဒီခွင့်ရဲကိုတော်ပြီးလူတာကတေတာရုတ်ထုကိုဖျက်ဆီးလိုက်ကဂျက်ခွန်လုံးဆိုတဲ့အချိန်မှာပဲတန်တာကိုအစုတ်သားတိုက်ကွက်နဲ့အနိုင်ယူလိုက်ပါတော့တယ်ဇွန်ကွန်ကသူ့ကိုခန္ဓာကိုယ်စားထိုးဝင်ရောက်နိုင်ဖို့အတွက်ကိရိယာတစ်ခုလိုပဲတုတ်ခဲ့တာလို့သူတို့ကပြောပြလိုက်ပါတယ်တင်ငုံရဲရဲ့အနာကဟော့ဂိတ်ကလည်းဒါကိုတိပြုတ်ပေးလိုက်တာကြောင့်တန်တာရဲ့စိတ်ဓာတ်တွေအကုန်ပြိုလဲကျသွားပါတယ်လူတာတို့အဖွဲကလက်ထွက်သွားချိန်မှာပဲတန်တာရဲ့နားထဲမှာဇွန်ကွန်ရဲ့အတန်ကဟိတ်ထွက်လာပါတယ်ခြေနေကိုပြောင်းပြောင်းလာနိုင်ဖို့အတွက်ပလင်ပေါ်ကတစ်ပင်ထဲကိုဝင်ပြီးကြားပြမရဲ့စွမ်းအားတွေကိုဆွတ်ယူဖို့သူ့ကိုတိုက်တွန်းနေခဲ့ပါတယ်တန်တာကလည်းအမောင်ဖုတ်ပြီးအယုတ်လွယ်ခဲ့တာကြောင့်သူအကွက်စင်ခံထားရမှမသိပဲအဲ့ဒီစွမ်းအားတွေကိုဆွတ်ယူလိုက်ပါတယ်တကယ်တော့ကျူအန်ဟာမျက်စိမိတ်မသွားခဲ့ပါဘူးကြားပြမရဲ့သွေးဟာနှဆိုးတွေကိုထိချုံနိုင်တဲ့ဆိုတာကိုသူတယောက်ပဲသိထားတာပါသူကတစ်ပေပေါ်မှာအရာအလုပ်ကိုစတေးပြီးဆောင်းကွက်ရဲ့အတန်ကိုတူပတ်ကအစစ်မြင့်လက်စားချိန်မှုတစ်ခုကိုလွတ်ဆောင်ခဲ့တာဖြစ်ပါတယ်တန်တာဆွတ်ယူလိုက်တာကကြားပြမရဲ့စွမ်းအားမဟုတ်တဲ့သူ့ရဲ့လူရဲ့စွမ်းအားဖြစ်နေပါတယ်စံကျင်ဘက်စွမ်းအားတွေကြောင့်တန်တာရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းပြည့်စည်သွားပြီးသူတို့မိသားစုတယောက်စလုံးတစ်ပင်ထဲမှာထာဝရပိတ်မိသွားပါတော့တယ်လူတာကတော့ရရှိထားတဲ့ဒဏ်ရာတွေကပြင်းထန်လွန်းတာကြောင့်ဆက်ပြေးတောက်မခံနိုင်တော့ပါဘူးဒါကြောင့်ရွာကိုဥဆောင်ရမယ့်တာဝန်ကိုသူ့ရဲ့ရုပ်ကြည်ရတဲ့ညီဖြစ်သူစီလွှဲပြောင်းပေးခဲ့ပါတယ်တင်ငွေရက်ကတော့ဖန်ကွန်းရဲ့မွေးစားသမီးလေးဖြစ်လာခဲ့ပါတယ်ဇာလန်ကတော့ပြီးဆိုးသွားပါပြီဒီညတော့မိပိတ်ပြီးအေးအေးဆေးဆေးအိတ်နိုင်ပါစေတကယ်လို့အိတ်မပြောရင်တော့ကျွန်တော် channel ကတခြား horror video လေးတွေကိုဆက်ကြည့်လိုက်ပါအားလုံးပဲ good night ပါတင်အခန်းတကားကိုတေချာပိတ်ထားဖို့မမေ့ပါနဲ့အောင်သူတို့တွေဝင်လာနိုင်လို့ပါ